အလုံးမင်္ဂလာပါဒီတစ်ခါမှာတော့ဝက်သားကိုချင်မောင်လေးမြစ်လေးနဲ့ဝက်ချင်မောင်ဟင်းလေးချက်စားရအောင်နော်ဒီချက်နီလေးကလည်းနောက်ထပ်ထမင်းမိတ်စင်မဲ့ချက်နီလေးတစ်မျိုးဖြစ်လို့ဇာနေတို့အတူလိုက်ပြီးချက်စားရအောင်နော်စပြီးချက်ကြမယ်နော်အရင်ဦးဆုံးတဲ့ဦးတွေကိုစီလေးအနည်းငယ်ထည့်ပါမယ်စီလေးနည်းနည်းလေးပဲထည့်ပါမယ်နော်ပြီးရင်ချက်သွန်ဖြူချက်သွန်နီအယောင်တင်မှုထောင်ထားလေးကိုစီတက်ပေးပါမယ်စီကနည်းနည်းပဲထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီတက်ဒီကချက်ဖို့အတွက်ကြာပါတယ်နော်ဒါကြောင့်မလို့စစ်စစ်လေးတက်ပြီးပါပြီးရင်ချင်မောင်နဲ့ချက်မှာဖြစ်တဲ့အတွက်အရသာလေးထိမ့်မှုငပိလေးနဲ့ငယ်ပါထည့်ပေးလိုက်ပါမယ်ငပိလေးတွေအားလုံးကြည်သွားအောင်ထပ်ပြီးတော့မှွေပေးလိုက်ပါမယ်နော်ဒီတစ်ခါစီတက်တဲ့ခါမှာတော့စီတက်တွေအားလုံးကျက်သွားအောင်မစောက်ပဲနဲ့90ရာခိုင်နှုန်းလောက်ကျက်လာပြီဆိုရင်အသားကိုထည့်ပေးလိုက်ပါမယ်ပြီးရင်စီတက်နဲ့အသားနဲ့ကိုအနည်းငယ်လုံးပေးလိုက်ပါမယ်ပြီးပြီဆိုရင်အရသာထည့်မယ်နွနေမုံချက်သားမုံဟင်းချုံမုံနဲ့အစားကိုထည့်ပေးပါမယ်ပြီးရင်အားလုံးကိုလုံးပြီးတော့မှွေပေးလိုက်ပါအောင်မယ်စီသက်လေးတွေကမကြက်သေးဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝက်သားနဲ့ပဲရေမထည့်သေးဘဲနဲ့လုံးချက်သွားပြလိုက်မယ်နော်စီသက်လေးတွေအနံ့ပြောက်တဲ့အထိပါချက်တဲ့အချိန်မှာအဖုံးလေးဖွင့်ပြီးတော့ခဏဖွင့်ပြီးတော့မှွေပေးပါနော်ငွေနေရင်းနဲ့ကြက်သွန်စိမ်းနဲ့မပြောက်သေးဘူးဆိုရင်ထပ်ဖုံထားပြီးတော့ချက်သွားပြလိုက်ပါအောင်ရှင်အခုလိုပဲချက်လာလိုက်တာနောက်ဆုံးမှာတော့ကြက်သွန်စိမ်းနှံလေးပြောက်ပြီးတော့စီလေးပြန်လာပြီဆိုရင်အနည်းငယ်လေးထပ်မှွေပြီးတော့ဆုံချင်းရင်လေးထည့်ပေးပါမယ်ရေကိုခက်မြများလေးထည့်ပေးပါမယ်နော်ရေချမ်းရေချစ်လေးချက်စားမှာဖြစ်ပါတယ်ပြီးရင်အနည်းငယ်လေးမှွေပေးလိုက်ပါအောင်မယ်နော်ရေထည့်ပေးပြီးဆိုရင်တော့မြစ်လေးထားတာလေးကိုထည့်ပေးပါမယ်မြစ်ကိုတော့မိမိကြိုက်တဲ့ပုံစံကိုလှီးပေးနိုင်ပါတယ်မြစ်ကဇာလင်ကမပြုတ်ပင်နဲ့ဟင်းရည်ထဲမှာတခါတည်းပြုတ်မှဖြစ်တဲ့အကြောင်းမို့လို့ဟင်းရည်မစုခင်မှာပဲတခါတည်းထည့်ပေးလိုက်ပါတယ်မြစ်ရဲ့အချင်တက်လေးနည်းငယ်ပြောက်ရအောင်လို့ပါဟင်းရည်ပြတ်ဆူလာပြီဆိုရင်အဖုံးလေးဖွင့်ပြီးအနည်းငယ်မှွေပေးလိုက်ပါပြီးပြီဆိုရင်တော့စိတ်မှာအရင်သည့်ကြိုထားပြီးသားချင်မောင်တွေကိုထည့်ပေးပါမယ်ချင်မောင်ကိုတော့ချင်မောင်ဟင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့ကြိုတဲ့အခါမှာအရင်ကြီးကြည်ညက်နေအောင်ကြိုစရာမလိုပါဘူးနော်ထည့်လိုက်တဲ့ချင်မောင်လေးတွေကိုဟင်းရည်နဲ့တသားလေးဖြစ်သွားအောင်မှွေပေးလိုက်ပါအောင်မယ်နော်ပြီးရင်နောက်ဆုံးမှာတော့ငရုတ်သီးစိမ်းလေးပါထည့်ပြီးတော့အုပ်ပေးလိုက်ပါမယ်ငရုတ်သီးစိမ်းလေးအုပ်လိုက်တဲ့အချိန်မှာတော့ဟင်းလေးကအနံ့လေးကပို့ပြီးတော့မှွေတက်လာပါတယ်ပြီးပြီဆိုရင်အရသာလေးနည်းငယ်မြည်ကြည့်ပါလိုအပ်တာကိုထည့်ထည့်နိုင်ပါတယ်။ဒါလေးကတော့စားလေးနည်းငယ်ပေါ်နေလို့ထည့်ထည့်လိုက်ပါတယ်။ထည့်ထည့်လိုက်တဲ့အရသာလေးပျော်သွားအောင်ခဏလောက်ဆက်ပြီးချက်သွားပြလိုက်ပါဦးမယ်နော်။ကဲဒါဆိုရင်တော့ဝက်ချင်မောင်ဟင်းလေးတစ်ခွက်ရပါပြီရှင်။ဝက်သုံးတက်သားကိုမှချင်မောင်လေးနဲ့တွဲပြီးချက်ထားတာမို့အေးပြည့်စေပါတယ်။အရန်လေးစားလို့ကောင်းပါတယ်။လိုက်ပြီးတော့ချက်စားကြည့်ပါအောင်ရှင်။ဝက်ချင်မောင်ဟင်းလေးနဲ့အားလုံးပဲထမင်းမိန်ကြပါစေစဉ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆွေးနွေးကြပါမယ်အားလုံးပဲနေကောင်းကြမှာပြီးတော့ပေးပြရဝေးကွာကြပါစေစဉ်ဒါဆိုရင်ဒီလောက်နေပဲနှုတ်ဆက်ပါရနော်အားလုံးပဲ拜拜ပါအသစ်တင်တဲ့ဗီဒီယိုတွေသိရှိဖို့အတွက်ဇာလီရဲ့ channel လေးကို subscribe လေးနဲ့တောက်ပေးပါအောင်နော်